Recently online မှာ trolley trend ဖြစ်နေရတယ်ဝယ်ထားပြီးသုံးကြည့်နေတာအခုဆိုတစ်လရှိပြီပေါ့နော်သိတာလားဘာထူးခြားလဲဆိုတော့သူ့မှာ air shot booster microcurrent နဲ့ thermal shock mode ဆိုပြီးတော့ပါပါတယ်ပထမဆုံး mode ကတော့သူက air shot mode ပေါ့နော်သူ့ကိုမျက်နှာအသစ်ပြီးချင်းဘာ skin care မှာမလိမ့်ခင်သုံးရပါတယ်သုံးတဲ့အခါအပြောင်လေးလင်းလာပြီးတော့အဲ့ထိပ်ဖြားလေးနဲ့ပဲသူ့ကိုထိပေးရတယ်။သူကဘက်တီးရီးယားတွေကိုတက်ပေးရပါတော့။သုံးတဲ့အခါမှာအနဲ့ထိသလိုပဲဓာတ်လိုက်သလိုလေးခံစားရတယ်ရှင်။ tree box အရွယ်စားတွေကိုတိုးတက်ကောင်းမွန်စေပြီးတော့ဝက်ချန်တွေကိုရောပါစေရလို့ပြောပါတယ်။နောက် booster mode ကတော့အမြဲသုံးပြနေတဲ့ mode လို့ပြောလို့ရပါတယ်။သူက electroporation ပညာကိုအသုံးပြုပြီးတော့ကိုလိမ့်လိုက်တဲ့ skin care တွေကိုအရေးပြားတွေကိုပို့ပြီးတော့စိတ်ဝင်စေတယ်အသားရည်တောက်ပမှုတိုးတက်စေပါတယ်။သူ့ကိုသုံးမယ်ဆိုလို့ရှိရင်သူ့မှာရှိတဲ့collagen cream ပေါ့နော်အဲ့ cream လေးကိုဝယ်ပြီးသုံးတာပို့ပြီးတော့ effect ဖြစ်ပါတယ်စသုံးချင်းပထမပတ်တော့ booster mode လုံးနေရင်ကိုသုံးနေကြကိုမှရှိရဲ့ skin care moisturizer တွဲသုံးတော့လေပို့ရင်နဲ့မျက်နှာအရည်ခွန်လေးတွေအလိမ့်လိုက်ကွာလာအောင်သတိထားမိရဲ့အားနဲ့လေကိုသားရင်နဲ့မတည့်ဘူးများလားမသိဘူးတခုခုတော့လွဲနေပြီဆိုပြီးတော့ research လုပ်တဲ့အခါကျမှသဘောပေါက်သွားတာသူ့ brand ထွက်တဲ့ pink cream နဲ့တွဲသုံးတော့မှသူက treatment ပြီးရနဲ့ glass skin လိုမျိုးကြည်တင်းသွားတာတွေ့ရတယ်ဒီတော့ကဆက်ဝင်မယ်ဆိုရင် collagen jelly cream လေးပါတွဲရပါလို့အကြံပြုချင်ပါတယ်နောက်ထပ်တစ်ဆင့်ကတော့ microcurrent မို့ပေါ့နော်တခြား microcurrent device တွေလိုပဲသူက ADP ရဲ့စွမ်းအင်သယ်ဆောင်တဲ့ molecule တွေကိုလုံဆော်ပေးပြီး collagen နဲ့ elastin ထုတ်လုပ်မှုမြင့်တင်ပေးပါတယ်သူ့ရဲ့အလုပ်ကကြတော့အသားရည်ကိုတင်းရင်းစေရပေါ့နော်သုံးတဲ့အခါမှာမျက်နှာရဲ့အတွင်းဘက်ကနေပြီးတော့အပြင်ဘက်ကိုတင်းအောင်ဖိပြီးတော့ပင့်တင်တဲ့ပုံစံမျိုးသုံးရပါတယ်နောက်ဆုံးမကတော့ thermal shock ဖြစ်ပြီးတော့သူအနီရောင်လေးပေါ့နော်မျက်နှာရဲ့ကြွက်သားတွေကိုပြန်လည်နှူးပြိုစေပြီးတော့ပုံမတင်းအောင်မြင့်တင်ပေးရလက်တွေကိုရရှိစေပါတယ်။တနေရာကို3စက္ကန့်စီလောက်ရက်ပြီးတော့သုံးပေးရပါတယ်။ဘယ်လိုခံစားရလဲဆိုတော့အသေးသေးလေးတွေနဲ့ဖွားဖွားလေးစိုက်လိုက်တဲ့ feeling မျိုးကိုခံစားရပါတယ်။ညတစ်ပတ်မှာ4ရက်လောက်ညဘက်တိုင်းမှာသုံးဖြစ်ပါတယ်။အသုံးပြုရလဲလွယ်ကူပြီးတော့ battery life ကလည်းတစ်ခါသွင်းထားရင်တော်တော်ကြာသုံးရတာပါ။ဒီတစ်လအတွင်းမှာ2ခါပဲအသွင်းရသေးတယ်။သူ့ရဲ့အားသာချက်ကအသားလေးတွေတင်ပြီးတိတိတသား glow လာတာဖြစ်ပြီးတော့အားနည်းချက်ကတစ်မျိုးကို9မိနစ်နှုန်းနဲ့သုံးရင်လက်ညောင်းလာတာပါနောက်တစ်ခုကသုံးနေရင်သူ့ရဲ့ခလုတ်ကလေးကိုမထိမိအောင်သိထားရပါတယ်ထိမိရနဲ့တခြားမုတ်ကိုချက်ချင်းပြောင်းသွားတတ်လို့ပါသူ့နဲ့ချိတ်ပြီးကိုဖုန်းထဲမှာ app ထည့်ပြီး step by step တီးသုံးလို့ရပါတယ်ဝယ်သင့်လားလို့မေးလို့ရှိရင်တော့ sales ရှိရင်တေချာပေါက်ကိုဝယ်သင့်ပါတယ် worth it